မစူးကျန်တာလေးဝင်ဆွဲလိုက်တယ်လက်ဆွဲပြလိုက်ဟိုလာလိုက်ကိုပြောပြတဲ့တိုင်တို့ဒါလွယ်တဲ့ကြောင့်ဒီကောင်းနေပြချင်လို့ လက်တိုက်လို့ရလား မရဒီနားနေတိုင်လာအဲ့မီးတွေလည်းပွင့်ကုန်ပြီ တင်မစီစဉ်ထားပဲလေ မလို့ဘူးလေကျိုးတင်းစီစဉ်ရမလို့ကိုအတက်ကင်နေရတက်ကင်နေအောင်ကောင်းတယ်ဘယ်လိုလုပ်ရမလဲဟုတ်ပြီအတက်ကလေးကိုနှိပ်လိုက်ပြမယ် ဩနေရတော့ ကိုရှာခိုင်းတဲ့ဟာလေးတွေကိုရှာနော်အဆင်ပြေအောင် ဘာသာပြောချိုက်အောင်မယ် အေးစကန်လည်းကောင်းတယ်နေတောင်း16နဲ့တွေ့ရအောင် Dragon 2လေးကိုကင်မယ် Dragon 2လေးကိုကင်မယ်ပြီးသွားရင်နည်းနည်းလေးဆွတ်ပြည့်လိုက် ဖေးဖေးအပေါ်လာ အောက်ကိုသွားမယ်အေးအဘက်ကနေရှာဟုတ်ပြီအဘက်ကနေဝင်အေး ချင်း ပြီးပြန်ကြုံမယ် Dragon 2ကဒီဘက်ကိုရှာပြီဆိုရင် Seapara ကဒီဘက်မှာရှာမယ် Queen အဘက်မှာရှာမယ်လောလောဆယ်ခဏနေ Dragon 2လေးကိုပြီးပေါ်လိုက် spell တစ်လုံးကင်လိုက် total spell လေးကင်တိုတန်တိုတန်စပယ်တစ်လုံးသုံးလို့ရတယ်အဲတစ်ဖက်ပြစ်ပြီဆိုတာနဲ့တိုတန်လေးထိန်းတော့မယ် ရှာပြီနော် ဟုတ်ပြီ good ပြီးလာမှာဆိုတော့ okay လုံးမလုံးဒီကောင်အေးစေးလောက်ထားရုံပဲအေးစေးအုပ်ပြီးကောင်းတယ်ကွာဒရဂွန်တူလေးဆောင်ရမိုက်ပြီးရင်ဟိုဘက်မှာစီးဘာလေးရှာမယ်စီးဘာလေးဟိုဘက်ဆောင်တော့ရှာပြီးကိုယ်ကိုတစ်ခါလေးပြစ်မယ်ချမ်းရတော့ပြစ် ချူ oh nice ဒီတော့ရင် super wall break လေးနဲ့ဒီ wall လေး show မယ်ဒီကနေဝင်မယ်ဒီကနေဝင်မယ် okay ပြီးသွားရင် ice cooler တစ်ကောင်ရှာမယ်ကိုပြောသလိုပဲလိုက်ရှာရင် easy ပဲ super yeti အကုန်ရှာတန်းလိုက်လေးချန်တော့နောက်အဆူလည်းမရှာဝါရန် ground လေးတစ်ခါလေးထည့်ပေးမယ်ဝါရန်ထည့်မယ် RC ထည့်မယ် druid နှစ်ကောင်ထည့်မယ် druid ဒီနှစ် okay mini ဝါရန်ထည့်မယ်ဟုတ်ပြီရပြီအဲ့ဒါလေးစီးနေတာ super wall break တစ်လုံးတော့ပြစ်ထည့်တယ်ဟုတ်ရှိအဲ့ဒါအဲ့နောက်ကို good ဝါရန် velity ဝင်အိုးနောက်ရေးပြန်လာမှဒီကောင် race ပဲတစ်လုံးကင်တာ RC velity ဖွင့်မယ် RC ဘယ်လိုမျိုး ဘုံရိုက်ပြန်ပြီးတော့ break ကင်တာ break ကင်နည်းနည်းလေးဆွဲပြစ်လိုက်အောင်အေးရတော့ကွတ်တီ break shot okay good dragon 2ပြန်ကုန်မယ် revive spell တစ်လုံးသုံးမယ် dragon 2ပါ okay ဒီ druid တစ်ကောင်နောက်ကလိုက်ပြီလား okay နည်းနည်းပြန်ဆွဲမယ်ဟုတ်ပြီပြန်ပြီးနည်းနည်းကြုံဟုတ်ပြီအရင်ကြုံပုံလုံးမြင် okay good poison လေးတစ်လုံး CC ကိုဖုံးလိုက်မယ်ဟို fan နဲ့ layer iron နောက်နေတယ် okay ပြီးတဲ့တစ်လုံးကောက်လိုက် freeze ကောက်လိုက်ဒီကောင်လေး iron လည်းနောက်နေဘယ်လိုလဲ freeze နောက်က3လုံးလုံးမရအောင်နော်နောက်ပြည့်စင်တယ် okay တိုတာတစ်လုံးလောက်ထောက်လိုက်လေရတာပဲပြီးသွားရင်ဒီဘက်ကို revive spell လေးတစ်လုံးပုံလိုက်မယ် okay good ခဏလေးစောင့်မယ်ရတယ် easy လွတ်ထားပေးလို့ရတယ် nice oh bro easy ဒီတွေ့တယ်မို့လားဘိုးပြောလို့မကြည့်လိုက်အမမတိုက်တတ်တဲ့ကလေးလေးကိုခေါ်တိုက်ခိုင်းလိုက်ဩဘာကျန်နေရလဲဟာဒီနားမှာဩဟေးဘာကျန်နေရလဲဟေးရမသွား easy ဒီကောင်မလုံးနဲ့မကြိုက်ဘူး ပြခဲ့ဟူလို့อ่ะ တော့ဟာတာယာလေးနဲ့စက်ခွန်ရဲ့ကြက်ကင်လို့ပြောလို့ရပါတယ် ဟုတ်ပါပဲ